အမေရိကထဲမှာမာတင်လူသာကင်းဆိုပြီးတော့တယောက်ပေါ်ခဲ့တယ်အဲ့ဒီလူကအဲ့လိုကန်သာထားတဲ့ဘောင်တွေကိုအကုန်လုံးကိုချိုးဖျက်ခဲ့တယ်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာတွေကတော့ဟိုတရှင်တုန်းကကျွန်တော်တို့အမေရိကထဲမှာလူဖြူနဲ့လူမဲကြားမှာဖြည့်ချင်းလို့မရနိုင်အောင်ကြီးမားတဲ့ပြဿနာတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ် 17th century လို့ခေါ်တဲ့17ရာစုလောက်မှာလူဖြူနဲ့လူမဲကြားမှာကြီးမားပြဿနာတွေရှိခဲ့တယ်အဲ့ဒါတွေကတော့အမေရိကလူဖြူတွေကအာဖရိကကိုသွားပြီးတော့အာဖရိကလူမဲတွေကိုဝယ်ပြီးတော့အမေရိကမှာရောင်းစားတယ်ဂျွန်စနစ်ပေါ့ဘာမှပြန်ပြောပိုင်ခွင့်မရှိတဲ့ဂျွန်စနစ်အဲ့ဒီဂျွန်စနစ်ကြီးဟာအမေရိကမှာ17ရာစုလောက်မှာတိုးလေးကိုကြည်ပြန်ကြီးဖြစ်ခဲ့တဲ့ပြဿနာကြီးတစ်ခုလို့ကျွန်တော်တို့သိခဲ့ရတယ်စဉ်းစားလိုက်တော့ဗျာလူတယောက်ကိုဝယ်ပြီးတော့နောက်လူတယောက်ကိုရောင်းစားတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကြောက်ဖို့ကောင်းတဲ့စနစ်လေးဆိုတာပေါ့ဟိုဟာကိုတွေးလို့သာကြည့်လိုက်ပြီးတော့ကျွန်တော်တို့အာရှမှာအခုတည်းရှိနေတော့ဂျွန်စနစ်ဆန်အင်ဖိုလောက်မှာပေါ့အဲ့ဒီအင်ဖိုတယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်မှာကြွမ်းလို့နေရတာမန္တလေးလက်စတော့ပေးတယ်ဒါပေမဲ့သူတို့ကဘာမှပြုတ်မှမရှိဘူးဒီဟာကိုလောက်ဆိုလို့ရှိရင်လောက်ရတယ်ဒီနေရာမှာထိုင်ရတယ်ဒီဟာကိုစားဆိုရတယ်အဲ့လိုစနေမျိုးဒါပေမဲ့အဲ့ဒီအင်ဖိုအလောက်ကကြွမ်းလားဆိုလို့ရှိရင်တော့ကြွမ်းမဟုတ်ဘူးအလောက်သမားသူတို့အိမ်မှာလက်ဆိုင်ပေးတဲ့စနေနဲ့အလောက်လာလောက်တာပိုက်ဆံပေးလို့လာလောက်တာပိုက်ဆံမပေးမလောက်ဘူးအမေရိကမှာအဲ့လိုမဟုတ်ဘူးအာဖရိကကိုသွားတယ်လူတွေရလို့ရှိရင်တယောက်ဝယ်ခဲ့တယ်2ယောက်ရ2ယောက်ဝယ်ခဲ့တယ်3ယောက်ရ3ယောက်ဝယ်ခဲ့တယ်ဝယ်ခဲ့ပြီးတော့ဒီအမေရိကထဲမှာလိုရှင်တဲ့လူတွေကိုပြန်ရောင်းတဲ့စနစ်အဲ့ဒီအယောင်းခံရတဲ့အာဖရိကတွေဟာအခုလိုမိုပြီးတော့ကြည့်လို့မရတော့ဘူးပိုင်ရှင်ကျွေးတာကိုဆရာမယ်ခိုင်းတာကိုလောက်ရမယ်ထားတဲ့နေရာမှာနေရမယ်အဲ့ဒီကာလကဘယ်အချိန်မှလဲဆိုလို့ရှိရင် 17th century လို့ခေါ်တဲ့16ရာစုလောက်မှာဖြစ်ခဲ့တာတိုကြီးကိုကြောက်ဖို့ကောင်းတယ်နော်ကျွန်တော်တို့အခုအတွင်းနဲ့တွေ့လိုက်လို့ရှိရင်လူသားလေဖြူတယ်လည်းလူပဲမဲတယ်လည်းလူပဲလူသားအဲ့ဒီလူသားကလူသားတယောက်အပေါ်မှာပြန်ပြောပိုင်ခွင့်မရှိတော့ဘူးအဲ့ဒီစနစ်ကြီးဘယ်လောက်ကြောက်ဖို့ကောင်းလဲအဲ့ဒါကျွန်တော်ပြောပြမယ်စက္ကန့်ရာစုဆိုလို့ရှိရင်တို့ဝဲနေပါပြီတို့ကြားနေပါပြီ 17th century ကိုအခု2026နဲ့တွေ့လိုက်လို့ရှိရင်နှစ်ပေါင်း400ကျော်ပြီအဲ့ဒီစစ်ခနဲ့ရာစုကိုကျွန်တော်တို့တိတိကျကျပြောရလို့ရှိရင်1600နဲ့တခုနှစ်ကစပြီးတော့1900အဲ့ဒီဂျာကာလာကိုစစ်ခနဲ့ရာစုလို့ခေါ်တယ်အဲ့ဒီစစ်ခနဲ့ရာစုကနေပြီးတော့ကျွမ်းစနစ်ကြီးကိုစတင်ခဲ့တယ်အဲ့ဒီစစ်ခနဲ့ရာစုဆိုလို့ရှိရင်1600တခုနှစ်ကစပြီးတော့1900အထိဆိုလို့ရှိရင်ဘယ်ခုနှစ်မှမသိဘူးရောင်ဝါဖြစ်နေလိမ့်မယ်အဲ့ဒါကိုတိတိကျကျပြောရလို့ရှိရင်1600နဲ့19ခုနှစ်လောက်မှာအာဖရိကကကျွမ်းတွေကိုယူလာပြီးတော့အမေရိကန်နိုင်ငံ Georgetown မြို့မှာစတင်ပြီးတော့အကောင့်တွေဖော်ခဲ့တယ်အဲ့ဒီကျွမ်းစနစ်ကအဲ့ဒီနေရာကစတင်ခဲ့တာအာဖရိကကလူမျိုးတွေအမေရိကတိကိုဝင်ပြီးတော့ကျွမ်းစနစ်နဲ့အသက်ရှင်ရတာအဲ့ဒီဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအခု2026နဲ့တွက်ကြည့်လိုက်လို့ရှိရင်1600နဲ့တခုနှစ်ကစပြီးတော့အခု2026ဆိုလို့ရှိရင်နှစ်ပေါင်း400ကျော်ပြီအဲ့ဒီကျွမ်းစနစ်ကာလာကြီးကအဲ့လိုနေခဲ့တာအာဖရိကတွေဒီအမေရိကထဲမှာဒါပေမဲ့အခုတော့မဟုတ်တော့ပါဘူးအခုကလူဖြူနဲ့လူမဲတွေလက်ထားပြီးတော့ကလေးမွေးသားဖောက်နေတာတပွန်ကြီးဖြစ်နေပြီဒါပေမဲ့အဖြူနဲ့အမဲခွဲခြားပြီးတော့ဆက်ဆံမှုလည်းမရှိတော့ဘူးလားဆိုလို့ရှိရင်အခုတည်းကရှိနေစေကျွန်တော်ဆိုလို့ရှိရင်အေရှာစကန်အနီယောင်လူမျိုးတွေဒါပေမဲ့ကျွန်တော်တို့ကအဲ့လောက်ထိခွဲခြားပြီးတော့ဆက်ဆံတာကိုမခံရဘူးအမဲတွေကအခုတည်းကခွဲခြားဆက်ဆံမှုကိုခံရစေအဲ့ဒီကျွမ်းစနစ်ကြီးကိုတိတိကျကျပြောလို့ရှိရင်1600နဲ့19ခုနှစ်လောက်ကစတင်ပြီးတော့ကျွမ်းစနစ်ဖြစ်ပေါ်တယ်ပြီးတော့1865ခုနှစ်လောက်မှာအမေရိကထဲမှာကျွမ်းစနစ်ကပြီးဆုံးတယ်အဲ့ဒီပြီးဆုံးတဲ့ကာလကြီးကဘာလဲဆိုလို့ရှိရင်အာဖရိကကလူမျိုးတွေကိုယူပြီးတော့အမေရိကထဲမှာရောင်းစားလို့မရတော့ဘူးဒါပေမဲ့အမေရိကထဲမှာကျွမ်းအဖြစ်နဲ့ဆက်ရှိနေတဲ့လူမျိုးတွေကတော့ကျွမ်းပါပဲမလွတ်လပ်သေးဘူးအမေရိကထဲမှာခွဲခြားဆက်ဆံမှုတွေဆက်လက်ရှိနေစေ1865ခုနှစ်မှာကျွမ်းစနစ်တွေပြီးဆုံးသွားပေမဲ့လေအမေရိကထဲမှာအကုန်လုံးအဲ့ဒီပူမြနေလို့ရပြီလားဆိုလို့ရှိရင် no မရသေးဘူး discrimination continue ခွဲခြားဆက်ဆံမှုတွေကဆက်လက်ရှိနေစေဘလို့ခွဲခြားဆက်ဆံမှုတွေမျိုးရှိလဲဆိုလို့ရှိရင်အမေရိကထဲမှာ
African American could not go to the same school as white people or get the same job အမေရိကထဲမှာကျွမ်းစနစ်ကတော့ပျောက်ပြီးဒါပေမဲ့အဖြူကလေးတွေတဲ့တဲ့ကြောင့်မှာအမေကလေးတွေမတက်ရဘူးအဖြူတွေအလောက်လောက်တဲ့နေရာမှာအမေတွေအလောက်လောက်လို့မရသေးဘူးတန်တရှည်တွေရှိနေစဉ်ခွေချာဆက်ဆံမှုတွေရှိနေစဉ်ကိုယ်သာအဲ့လို slavery အလောက်ခံရမယ်ဆိုလို့ရှိရင်ဘလို့နှလုံးသားနဲ့နေမလဲဘလို့နှလုံးသားနဲ့ရတယ်မလဲဘလို့စိတ်ထားမျိုးနဲ့ကိုယ့်ဘဝကိုရတယ်မလဲကြောင့်အတူတူမတည့်ရဘူးအလောက်ထဲမှာအတူတူမလောက်ရဘူးပဲလားဆိုလို့ရှိရင်မဟုတ်သေးဘူးဒီပြင်ကန့်သတ်ချက်တွေအများကြီးကြံသေးတယ် They could not use the same public bathroom အိမ်သားထဲမှာရှိပါတော့သူတဲ့အိမ်သားကိုအမေတဲ့ပဲဘာမရှိဘူးအဲ့လိုဒီကို discrimination ကရှိရကြောက်ကောင်တော့ဘွားတယ်အဖြူတွေတဲ့အိမ်သားကိုအမေတဲ့လို့မရဘူး They could not use the same public bathroom သူရတော့မရှိဘူးကျွန်တော်တို့ဒီကြောက်ရတဲ့သိကြောကျွန်တော်တော်တော်လေးကိုစိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲလူသားတွေမို့လို့ပါ။တိရစ္ဆာန်မဟုတ်ဘူး။တိရစ္ဆာန်ဆိုတော့ဘာမှပြဿနာမရှိဘူးခံစားမှုတွေမရှိဘူး။စကမတူပဲမဲ့လေလူသားပါ။လူသားမျိုးနွယ်စုဝင်တွေပါ။ဖြူတွေဆိုပြီးတော့အပေါ်လောက်လို့မရဘူးကျွန်တော်တို့မကြိုက်ဘူး။ပညာတတ်တယ်ဆိုပြီးတော့အပေါ်လောက်တာကိုကျွန်တော်တို့မကြိုက်ဘူး။ပြီးတော့အဲ့ဒါတည်းပဲလားဆိုလို့ရှိရင်လူဖြူနဲ့လူမဲစီးဖို့တဲ့ဘတ်စကားတွေလည်းအကန့်အသတ်တွေထားတယ်။လူဖြူကရှေ့မှာထိုင်မယ်လူမဲကနောက်မှာပဲထိုင်ရမယ်။အဲ့လိုအကန့်အသတ်တွေရှိတယ်။ဒီကာလကိုကြည့်လို့ရှိရင်တော့ဟိုနှစ်ပေါင်း400ကျော်ကာလတော့မဟုတ်တော့ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဘတ်စကားတွေချိနေပြီ။တိုးတိုးဖွံ့ဖြိုးတိုးတဲ့ကာလကြီးကိုရောက်နေပြီ။ကျွန်တော်တွေ့ရတာက1955နောက်ပိုင်းကိုဖြစ်တဲ့ပြဿနာ1955ဆိုလို့ရှိရင်တိုက်မကြသေးပါဘူး။အဲ့ဒီကာလအတိုးအတွက်မှာလေလူမဲတွေကိုဥပဒေပေါင်းတွန်းကတရားဝင်ကန့်သတ်တဲ့စီးမြင့်တွေရှိတယ်။ဘတ်စကားကိုတက်လိုက်လို့ရှိရင်လူဖြူတွေကနေပြီးချစ်မှပဲထိုင်ရမယ်လူမဲကနောက်မှပဲထိုင်ရမယ်။ဥပဒေနဲ့တိတိကျကျလောက်ထတာအမေနဲ့အဖြူအမေရိကန်လောကထဲမှာပြီးတော့အဲ့ဒါနဲ့ပဲလားဆိုလို့ရှိရင် this law discrimination again then because of their race ဆိုတာလူမျိုးပေါ့ African American were second class citizen အဲ့လိုခွေချာဆက်ဆံမှုခံရတာက African American တွေကလူဖြူမဟုတ်လို့ပါ second class citizen ဖြစ်လို့သူတို့ကိုအဲ့လိုအကန့်အသတ်နဲ့ထားပြပါတယ်ဆိုတော့ဥပဒေကတိတိကျကျလောက်ထားတဲ့အကန့်အသတ်တွေရှိနေတယ်။ American နိုင်ငံသားဖြစ်တာတောင်မှ second class citizen ပဲဖြစ်တယ်။ဒုတိယလူဒန်းစားပဲဖြစ်တယ်။ပထမဒန်းစားမဝင်ဘူး။အဖြူတွေကတော့ပထမပေါ့နံပါတ်1ပေါ့အဆက်ဆက်ရနံပါတ်1ပေါ့အခုစကားနဲ့ပြောလို့ရှိရင်အခုဆရာကြီးပြောနေတဲ့ American first American နံပါတ်1ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ citizen ဖြစ်ပြီလေကျွန်တော်တို့ရဲ့နံပါတ်1ပေါ့ဒါပေမဲ့သူတို့ကျွန်တော်တို့ကနံပါတ်1နေရာမပေးနိုင်ဘူး discrimination ခွေချာဆက်ဆံဖို့အတွက်ကြိုးစားတဲ့အကောင်ကျွန်တော်တို့အဲ့လိုခံယူတယ်ကျွန်တော်တို့ second class citizen မဟုတ်ဘူးဟို 17th century 16ရာစုလောက်မှာအမေရိကထဲမှာ second class citizen နဲ့သူတို့တွေနေရတယ်ဘာပဲလောက်ရှင်လောက်ပဲခွင့်မရှိဘူးကျွန်တော်စနေပြီးတော့ဗမယ်လေ second class citizen ဒုတိယလူဒန်းစားဖြစ်တဲ့သူတို့တွေနေရတယ်အဲ့ဒါ American first ဝါဒအဲ့ဒီဝါဒကိုအခုဆရာကြီးကရိုက်သွင်းတယ်ကျွန်တော်တို့တွေ second class citizen မဟုတ်ဘူးကျွန်တော်တို့လေ American နိုင်ငံသားတွေကျွန်တော်ပြောပြတာပါနော်စနစ်ကြီးတစ်ခုချွမ်းရပြီးပြည့်စည်ပြီးဆိုလို့ရှိရင်တို့တို့ကြောက်ဖို့ကောင်းတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတာ second class citizen တွေကိုကျွန်တော်တို့ကိုရိုက်သွင်းတယ်အဲ့လိုတွေလူဖြူအမေရိကတွေကလူမဲတွေကိုအဲ့လိုပုံစံမျိုးနဲ့ဆက်ဆံခဲ့တယ်အင်္ဂါတွေကအတူတူတက်ပဲဖွင့်မပေးဘူးဘတ်စကားမှာစီးလို့ရှိရင်ရှေ့ကနေပဲဖွင့်မရှိဘူးနောက်မှပဲနေပဲဖွင့်ရှိတယ်အမေတွေကိုအဲ့လိုကန့်တဲ့တပုံကြီးထားပြီးတော့အမေတွေရဲ့ဘဝတွေခြံတန်ရတယ်အဲ့ဒါတွေကိုနှစ်ပေါင်းများစွာအမေတွေခံရတဲ့ခါကျတော့အမေရိကထဲမှာမာတင်လူသာဂိမ်းဆိုပြီးတော့တယောက်ဟိုခဲ့တယ်အဲ့ဒီလူကအဲ့လိုကန်သာထားတဲ့ဘောင်တွေကိုအကုန်လုံးကိုချိုးဖျက်ခဲ့တယ်မာတင်လူသာဂိမ်းအဲ့လိုဆိုလို့ရှိရင်မာတင်လူသာဂိမ်းအကြောင်းကိုကျွန်တော်တို့ပြောကြရအောင်မာတင်လူသာဂိမ်းကို1929ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာအမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ်အတ္တလန္တာမြို့မှာမွေးဖွားခဲ့တယ်လို့ကျွန်တော်တို့သိရတယ်1955အသက်26နှစ်လောက်မှာ Boston University တက္ကသိုလ်ကဓမ္မပညာဖြင့်ပါရဂူဘွဲကိုရခဲ့ပြီးတော့ဒေါက်တာမာတင်လူသာကင်ဂျူနီယာလို့လည်းလူတွေကခေါ်ကြတယ်ဒီနေ့မှာကျွန်တော်ပြောချင်တာက PhD ဒေါက်တာမာတင်လူသာကင်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်တာမာတင်လူသာကင်ဟာ PhD ဆိုပေမဲ့လေ
ဘာသာရေးဓမ္မပညာ PhD ဘွေနဲ့ဒေါက်တာမာတင်လူသာကင်းဆိုတဲ့လူတစ်ယောက်ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်တာအဲ့ဒီဒေါက်တာမာတင်လူသာကင်းကအခုလိုအာဖရိကအမေတွေကို second class citizen နဲ့ထားတာရဲ့ဘတ်စကမှာအတူတူစီးခွင့်မရှိတာတွေရဲ့အင်္ဂါတွေကိုအတူတူတက်ခွင့်မရှိတာတွေရဲ့အဲ့ဒီအကန့်အသတ်တွေကိုသူကတော်တော်လေးရမုန်းတဲ့လူတော်တော်လေးအပြောင်းလဲလောက်ရှင်တဲ့လူလူဘွားကြီးကိုစကန်နဲ့ကြည့်ပြီးတော့မဆုံးဖြတ်စေရှင်တဲ့လူလူဘွားကြီးရဲ့တန်ဖို့ကိုပညာရင်းနဲ့ဆုံးဖြတ်စေရှင်တဲ့လူဖြူတည်လဲလူပါပဲလူမေးတည်လဲလူပါပဲလို့ခိုင်းထားတဲ့လူဒါကြောင့်မလို့သူအဲ့လို discrimination ကြီးကိုခွဲခြားဆက်ဆံမှုကြီးကိုသူတိတ်ထက်ဖို့အတွက်1955မှာသူစ조사တယ်အဲ့ဒီတုန်းကရိုဆာဖတ်ဆိုတဲ့အမျိုးသမီးဟာတော်တော်နာမည်ကြီးပါတယ်။ဘာဖြစ်လို့နာမည်ကြီးလဲဆိုလို့ရှိရင်ဘတ်စကားပေါ်မှာတက်စီးတယ်တက်စီးလိုက်တဲ့အချိန်မှာသူကဘတ်စကားမှာချစ်မှသွားထိုင်တဲ့တူလောက်ပါတယ်။အဲချစ်မှသွားထိုင်တဲ့အချိန်မှာအဖြူလူတွေကတက်လာပြီးတော့သူ့ကိုနေရာဖယ်ခိုင်းတယ်။နေရာဖယ်ခိုင်းတဲ့အချိန်မှာအဲ့ဒီအာဖရိကန်အမေရိကန်အမေမကြီးကအဲ့နေရာကိုမပေးဘူး။ငါတို့လည်းလူပဲငါလည်းထိုင်မယ်ခွင့်ရှိရဆိုပြီးတော့သူကအဲ့မှာ protest လုပ်တာပေါ့ဆန္ဒပြတာပေါ့အမေရိကမှာဥပဒေကလည်းတင်းကြပ်လောက်ထတော့အဲ့ဒီအမေမကြီးကိုဖမ်းယူသွားတယ်။ police ကဖမ်းတဲ့အချိန်မှာဒေါက်တာမာတင်လူသာကင်းကဒီဥစ္စာဒီမှားနေပြီကြီးမားမှားနေပြီငါတို့ပြုတ်ပြန်ရတော့မယ်ဆိုပြီးတော့အတွေ့တွေဝင်ပြီးတော့ဆန္ဒပြဖို့အတွက်အဖွဲ့အစည်းတစ်ခုဖြစ်အောင်စေယုံတယ်စေယုံပြီးမှဆန္ဒပြပွဲကိုသူကျင့်ပါတယ်။အဲ့လိုဆန္ဒပြပွဲကြီးကဘယ်လောက်ထိကြာလဲဆိုလို့ရှိရင်ရက်ပေါင်း380နဲ့တစ်ချက်တိုင်ဆန္ဒပြပွဲကြီးကိုလောက်ခဲ့တယ်။အဲ့ဒီဆန္ဒပြပွဲကြီးမှာ don't take bus အဲ့တော့အမေတွေဆန္ဒပြကြမယ်ဘတ်စကားကိုဘယ်သူမှမစီးနဲ့ရေပေါင်း380နဲ့တရက်တိုင်အဲ့လိုဆန္ဒပြလိုက်တော့အစိုးရကလက်ချိုးပြီးတော့အမေတွေကို base bus ကပဲဖြစ်စီးပင်ခွန်းပေးလိုက်တယ်အခန့်အသတ်တွေမရှိတော့ဘူးကြိုက်တဲ့နေရာထိုင်ကြိုက်တဲ့နေရာကိုသွားအာဖရိကန်အမေရိကန်တွေအကုန်လုံးနေရာကိုသွားပိုင်ခွန်းပေးလိုက်တယ် government ကအဲ့ဒါတစ်ချက်တော်တော်လေးကိုတိုက်ယူရတာနော်ပြီးတော့1963ခုနှစ်လောက်မှာဝါရှင်တန် DC မှာလူထုဟောပြောပွဲကြီးတစ်ခုကိုလူပေါင်း2သိန်းလောက်နဲ့လောက်ခဲ့တယ် I have dream ဆိုပြီးတော့အဲ့ဒီခေါင်းစည်းနဲ့ဟောပြောပွဲကြီးကိုလောက်ခဲ့တယ်အဲ့လိုလေးလောက်လိုက်ရောအမေရိကန်အစိုးရကဥပဒေတစ်ခုကိုရေးဆွဲလိုက်ရလူဖြူနဲ့လူမဲခွဲခြားဆက်ဆံမှုကြီးဟာပြီးဆုံးပါပြီခွဲခြားဆက်ဆံလို့မရတော့ပါဘူးလူဖြူလဲလူပါပဲလူမဲလဲလူပါပဲအကုန်လုံးဒန်းတူခွင့်အရေးကြီးကိုမာတင်လူသာကဲဥဆောင်တိုက်ခိုက်လို့1963ခုနှစ်လောက်မှာရခဲ့တယ်အမေရိကမှာလူဖြူမဟုတ်တဲ့လူတွေရဲ့ကြီးမားသောအောင်မြင်မှုကြီးတရားလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီစနစ်ကိုရိုက်ချိုးဖို့အတွက်အခုလက်ရှိလူကြီးကလောက်တယ် American Pass မာတင်လူသာကင်းကြီးကကံမကောင်းစွာနဲ့ပဲ1966ခုနှစ်လောက်မှာသူ့အသက်က39နှစ်လောက်ပဲရှိသေးတယ်အမေရိကန်လူဖြူအစွမ်းရောက်တွေကတနတ်နဲ့ပြည်သားလို့သူတေဆုံးခဲ့ရတယ်တို့ဝန်းနေကြပါပဲလူဖြူလူမဲဆက်ဆံရေးအမေရိကသမိုင်းအဲ့မှာလည်းပြီးဆုံးတယ်1963ခုနှစ်လောက်မှာပြီးဆုံးတယ်အခုတော့2026အထိကျွန်တော်တို့အမေရိကထဲမှာဆင်းနေလောက်နေပြီပါပြီလူဖြူနဲ့လူမဲတွေလို့ကြီးမားမားခွဲခြားမှုတွေတော့မရှိတော့ပါဘူးလူဖြူရဲ့လူမဲရဲ့မယ်ရီလောက်တဲ့လက်ထက်တဲ့ကလေးတွေမွေးတဲ့တပုံကြီးဖြစ်နေကြပါပြီခွဲခြားဆက်ဆံမှုတွေမရှိတော့ပါဘူးနှလုံးသားလှတဲ့လူတွေကတော့ဖြူစင်တာပေါ့ဗျာဒါပေမဲ့နှလုံးသားမလှတဲ့လူတွေကတော့အခုတည်းကခွဲခြားဆက်ဆံမှုတွေတော့အသင့်အတည့်ချိတာကိုကျွန်တော်တို့တွေ့ရပါတယ်အားလုံးကိုလာကီကောင်းကောင်းကြပါစေဗျာ